ကျွန်တော်တို့လေးလုံးတွေ့တင်မဲ့ဒီရောပြသေးလေးကိတ္တတော့မိုင်းစားတာပြီးတော့ကျွတ်သားကိုမြင်ရခံရပါတယ်။ဆက်ကြပါဒီရောပြကမိုင်းစားတိုက်ပြီးတော့တွေ့တင်ဖို့အနေထားပြီးဖြစ်နေပါပြီ။အဲကြောင့်ဒီရောအသေးလေးဌာနတစ်ခုကိုလေးလုံးလုံးနဲ့ကျွန်တော်28လုံးနော်ဆက်ကြပါဒီရောပြမပါ24လုံးဒီနေ့နဲ့တွေ့တင်မှာဖြစ်တဲ့အတွက်အသီးသီးမှာတောင်းယူထားတဲ့ဌာနဆိုင်တစ်ခုကိုဒီရောပြလေးလုံးတွေ့တင်မဲ့အသေးလေးတွေကိုမိစပြီးတော့မှတ်တိုက်လို့ရပါပြီကြောင်းအတိအကျညာပါတယ်ညာကျွန်တော်ဒီလိုနဲ့အသေးလေးကိုမိုင်းဆက်တိုက်လို့ရပါပြီကြောင်းအတိအကျညာပါတယ်မချမ်းရှင်တွေမှာစိတ်နှပါမိလို့ပြန်လာတဲ့ကောင်းတဲ့ချက်ကိုတွေ့တင်မှာဖြစ်တော့တယ်မိလို့ပြန်အသေးလေးတွေဌာနတစ်ခုကိုလေးလုံးလုံးဖြစ်တွေ့တင်နိုင်ဖို့ရင်းကျိုးတင်ပြတဲ့ဆောင်းတောင်းဒီလိုရကပန်ကြားပါတယ်မချမ်းရှင်တွေကစက်တာမျိုးရဲ့လွတ်တင်တော့မှာဖြစ်ပါလားခင်ဗျာဒီလိုနဲ့ပြန်နေတယ်ကျွန်တော်တို့ဒါနဆိုင်ကဘု28လုံးတပြိုင်တည်းလွတ်တော်တာဖြစ်တဲ့အတွက်ချိုးတင်ပြစကားကိုအတူတူကျင်ညာပါမယ်ဘုရားလာပါခင်ဗျာကျွန်တော်ညကောင်းနေရမှာကျွန်တော်တို့အမှန်ပါပဲခြေလုံးနဲ့ဆန္ဒပါမိဘနဲ့စာတင်လူလိုက်ပါလိခင်ဗျာကျွန်တော်ခရဆိုင်အတီးနဲ့မိဘနဲ့အတင်းများကံကြတဲ့လူတွေနဲ့မိသားရဲ့ကံကြားပါလေကျွန်တော်တို့အဝေးမျိုးညာဒေသရဲ့မှာတခါမှသူချမ်းမရှိတဲ့ညမြင်ခွင့်ကိုမြင်တွေ့ရမှာဖြစ်ပါလေခင်ဗျာကျွန်တော်တို့ဒီညောင်မင်းနားမှာကြားတဲ့ဌာနဆိုင်မှာဒီရှင်းတဲ့တော်ပြီးပြပေးပါလားဗျာဟိုဒီညောင်မင်းနားကြားရတယ်ဌာနဆိုင်မှာဒီ